ရွာလေးတွေကအိမ်လေးတိတ်မှာရွာသားတယောက်ကအိမ်နေခဲ့တယ်ဟုတ်ပါလေအဲ့ဒီရွာသားကတော့ villager တယောက်ပါပဲသူရဲ့ကတင်ပြီးမှာမိသားလေးတိုင်းကိုထုံပြီးတော့သူက AC အိမ်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူအိမ်အပြင်ဘက်ကနေပြီးတော့အတန်ကိုကြားလိုက်ရတယ်သူကဘာတန်လဲဆိုတော့ကိုစိတ်ဝင်စားတော့ခဲ့ပါတယ်အဲ့ဒါနဲ့သူကအိမ်ရကနေထပြီးတော့ကားပေါက်ကိုလှက်ကြည့်လိုက်တဲ့အချိန်မှာအောင်းဝဲကောင်းတဲ့မြင်ဝဲကိုတွေ့လိုက်ရတယ်။သူမျက်လုံးပြူသွားခဲ့တယ်။သူမြင်လိုက်ရတာကသူ့ရဲ့ရွာကမီးတောင်နေပြီးအရှုရွာသားတွေကဒေးဆုံးနေခဲ့ပါပြီ။ဒီရွာလုံးကလည်းပြေးသွားနေပြီးအရှုကလင်းငယ်တွေကတော့လမ်းပြီးမှပြစ်ကြနေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာအင်မတန်မှအောင်းသွားခဲ့ပြီးအရှုရွာသားတွေကတော့ဒေးလူနီးပါဖြစ်နေခဲ့တာကိုသူမြင်တွေ့လိုက်ရပါတယ်။သူဟာတော်တော်လေးကိုကြောက်မတ်သွားခဲ့ပါတယ်။ဒါလေးကိုလုံနေတဲ့အထီးကတရခံကတော့စတီပဲဖြစ်ပါတယ်။အဲ့ချိန်မှာရွာကိုကောက်ွယ်ဖို့လို့အာယုကိုလန်ကြီးကရှောက်လာပြီးတော့စတီနဲ့တိုက်ခိုက်ဖို့ပြင်ဆင်ရပါတော့တယ်။စတီကအမြတစ်ချောင်းနဲ့အာယုကိုလန်ကိုတိုက်ခိုက်ဖို့လုပ်ပြီးမဲ့နောက်မှတော့ပြန်ဆင်းစားလိုက်ပြီးတော့သူ့ရဲ့ဂျိုဘိုးရဲ့ထဲကနေဓာတ်တစ်ချောင်းထုတ်ယူလိုက်တယ်။ပြီးတော့လင်းမြန်စွာနဲ့ပဲအဲ့ဒီဓာတ်နဲ့အာယုကိုလန်ကြီးကိုဖျက်ဆီးပြီးတော့တိုက်ခိုက်လိုက်တော့တယ်။အဲ့ဒီနောက်မှာတော့အာယုကိုလန်ကြီးကလည်းလေကြတော့ခဲ့တယ်။ village ရဲ့မြေလုံးထဲမှာမျက်ရည်တွေနဲ့ပြေးနှံနေကြပါတယ်။အိုင်ရွန်ကိုလန်ကြီးဟာတပ်ပြင်းတစ်ချက်ချလိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့အကွဲချောင်းကနေစိတ်အမွာမှာဖြစ်သွားခဲ့ပြီးတော့အိုင်ရွန်ကိုလန်ကြီးလည်းပြက်စီးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရွာကိုကောက်ွယ်ပြီးတဲ့အိုင်ရွန်ကိုလန်ကြီးလည်းပြက်စီးပြီးတော့ဒေဆုံးသွားပါတော့တယ်။နောက်ပြီးတော့အာယုံကိုလန်ကြီးဒေးဆုံးသွားတဲ့နေရာမှာနှင်းစီပန်လေးတစ်ပွင့်သာကြံခဲ့ပါတော့တယ်